Hey yo mobile phone video editing ပတ်တူး video လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာနော်ကျွန်တော်ပထမနေ့မှာတော့ခက်ခက်ထဲမှာရှိတဲ့တူးတွေကြောင်ရှင်းပြပေးသွားတာအားလုံးမနားလည်မယ်လို့ထင်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော် split ကိုအသုံးပြုပြီးတော့ video တွေ editing ဘယ်လိုလုပ်မလဲပြီးတော့အလွယ်ကူဆုံးရိုးရှင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲနော်ပြီးတော့ video editing လုပ်မယ်ဆိုရင်ဘယ်လိုမျိုးစိတ်နေစိတ်ထားတွေထားရမလဲဆိုတာပါလာကြီးပြပြပေးနေ editing video လေးကျွန်တော်စလိုက်အောင်အော်ဒီမှာကျွန်တော်ပြောချင်တာတခုကကျွန်တော်ပြနေတဲ့ဥစ္စာတွေကခက်ခက် Pro ဝယ်မသုံးနိုင်တဲ့သူတွေ free version နဲ့လည်းလုပ်လို့ရတယ်နော်တကယ်လို့ပတ်စံတက်နိုင်တဲ့လူကဝယ်သုံးပါဗျစမှုကြကြလေးကိုအထက် animation တွေ effect တွေကိုစမှုကြကြလေးသုံးရင်လည်းဆိုလို့ရှိရင်တော့ Pro ဝယ်သုံးမှာအဆင်ပြေပါတယ်ဒါမှမဟုတ်ကိုကပတ်စံမတက်နိုင်ဘူး YouTube Facebook TikTok ကပတ်စံတပြားမှမဝင်သေးဘူးဆိုရင်တော့ကျွန်တော်တို့ crap version တွေလည်းသုံးလို့ရပါတယ် Pro တွေသုံးကျင်တယ်ဆိုလို့ရှိရင်အဲ့တော့ပြောနေကြတယ်ကက်တယ်သွားလိုက်အောင် let's go ဒီမှာကျွန်တော်ကက်တယ်ရောက်ပြီနော်ကက်တယ်ရောက်ပြီဆိုတော့ကျွန်တော်တို့ဗီဒီယိုလုပ်မယ်ဆိုတော့ new project ခေါ်လိုက်မယ် new project ခေါ်ပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ဗီဒီယိုလေးတစ်ပုဒ်တော့မှကျွန်တော်ဗီဒီယိုတိုလေးနော်ဒီဗီဒီယိုလေးယူထည့်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ဗီဒီယို editing လုပ်မယ်ဆိုလို့ရှိရင်တစ်ခုမှတ်ထားမှာဒီအောက်ကဗီဒီယိုလေးကိုဒီအတန်းလေးကို split မှတ်လိုက်လို့ရှိရင်အောက်မှာဘားတန်းလေးပြောင်းသွားတွေ့လားဒီဟာမှတ်လို့ရှိရင်အောက်ကဘားတန်းလေးရတဲ့မျိုး edit audio test over လေးဒါပေမဲ့ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်ကြအောက်ကဘားတန်းလေးပြောင်းသွားဒါကတော့ editing လုပ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုနှိပ်ထားပါတယ်ဒီကောင်လေးကိုနှိပ်လားမနှိပ်လားဘယ်မှာသိလို့ရလဲဆိုရင်ဒီဘေးမှာအပြာရောင်တန်းလေးပေါ်သလိုအောက်မှာအဖြူရောင်တန်းလေးပေါ်တယ်တွေ့လားကျွန်တော်တို့ edit လုပ်တဲ့နေရာနှစ်ခုရှိပါတယ်ဗီဒီယိုတွေဖြတ်ညက်ကတ်လုပ်မယ်ဆိုတော့နှစ်ခုရှိရနော်အဲ့ဒီနှစ်ခုလုံးကျွန်တော်ပြမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘေးမှာပေါ်နေအဖြူရောင်တန်းတွေ့လားအဲ့ဒါလေးကိုဒီလိုလေးဆွဲခြင်းဖြစ်လေတွေ့လားဒါဆိုလဲ edit လုပ်လို့ရဒါနဲ့လည်းဖြတ်လို့ရတယ်နောက်ပြီးကကျတော့ဒီဘေးမှာလေလားကျွန်တော်မလို့ချင်းနေဒီလိုလေးကောက်ဆွဲပြီးတော့ဒီအဖြူအောင်တန်းလေးကကျွန်တော်တို့ရောက်နေတဲ့နေရာပဲကျွန်တော်တို့ဖြတ်ချင်တဲ့နေရာကျွန်တော်တို့ sound effect တွေထည့်ချင်တဲ့နေရာပြီးတော့ audio တွေထည့်ချင်တဲ့နေရာကျွန်တော်တို့မလို့ချင်တဲ့နေရာနော်အဲ့ဖြူအောင်တန်းလေးကိုဒီဖြူအောင်တန်းလေးကိုပဲမှတ်ထားလိုက်အဲ့ဖြူအောင်တန်းလေးရောက်တဲ့နေရာနေကိုကျွန်တော် split နှိပ်လိုက်လို့ရှင်လေဒီမှာအပိုင်းတစ်ပိုင်းပါတွေ့လားအပိုင်းကနှစ်ပိုင်းဖြစ်သွားပြီကျွန်တော်အခုပိုင်းပြလိုက်တာနှစ်ပိုင်းဖြစ်သွားပြီကျွန်တော်တို့တကယ်၍ဒီကောင်မပိုင်းကျင်တော့ဘူးအနောက်ပြန်ဆုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလွယ်လွယ်လေးပဲမပူနဲ့နော်ကျွန်တော်ဒီမှာတစ်ခါလက်ဆောင်နေနဲ့ပြောမယ်ဒီပုံမှာများလေးနှစ်ချောင်းတွေ့လားဒီအများလေးနှစ်ချောင်းကဘေးမှာလင်းနေတဲ့များလေးကိုတစ်ချက်လောက်နှိပ်လိုက်ရှင်ဒါမှမဖြတ်တော့တွေ့လားဗီဒီယိုကခုနအကောင်းနိုင်မယ်ကျွန်တော်ကဒီဗီဒီယိုဖြတ်ညက်ကတ်တွေလုံးဝဖြစ်သေးတဲ့ကြောင့်မို့ဗီဒီယိုလေးကိုဆက်လက်မှလိုက်ကျွန်တော်ဒီမှာတစ်ခုပြောချင်တာလက်ဆောင်ကဘာပြောမှလဲဆိုတော့ကျွန်တော်ဗီဒီယိုတွေရိုက်မယ်ဆိုလို့ရှိရင် script ရေးပါဗျတကယ်ဆရာ pro ကြီးတွေတော့ script ရေးရပါတယ်နော်ကျွန်တော်တို့ script ရေးဖို့မပြင်းပါနဲ့ဒီတိုင်းလက်တန်းပြောမယ်ဆိုလို့ရှိရင်စကားလုံးကအစီငေါ်မတဲ့နိုင်သလိုပြီးတော့ဆွဲဆောင်မှုလည်းရှိမှာမဟုတ်ဘူးကျွန်တော်တို့ script တော့ရေးပါဗျ script ရေးပြီးတော့ရိုက်ပြီးတော့မှားတဲ့နေရာကနေပြီးတော့အစအနေပြန်မြိုက်နေမှားတဲ့နေရာကနေအဲ့နေရာရောက်တဲ့နေရာနေဆက်ရိုက်ကျွန်တော်တို့ကအကျန်းရိုက်လိုက်တယ်လို့ပဲသဘောထားလိုက်ဗီဒီယို editing software တွေရောက်လာလို့ရှိရင်အဲ့ဒါတွေအကုန်ဖြတ်ညက်ကတ်လုပ်လို့ရတယ်မလိုချင်နေရာတွေဖြတ်ထုတ်လိုက်လို့ရတယ်နော်အဲ့ဒါတော့လက်ဆောင်နေနဲ့ပြပြတာအဲ့တော့ကျွန်တော်တို့ဗီဒီယို editing လုပ်မယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောသလိုနော်ဒီအောက်က split နဲ့လည်းလုပ်လို့ရတယ်နော်ကျွန်တော်ဒီဗီဒီယိုလေးကိုတစ်ချက်လောက်မှတ်ပြီးမလိုချင်တဲ့နေရာကိုကောက်ထောက်လိုက်ဒီမှာအပိုင်းသွားကြတယ်ဒီဘက်မလိုချင်ဘူးမလားဒီဘက်ကို delete လေးနှိပ်လိုက်ပြတ်သွားပြီဒီဘက်ကိုကျွန်တော်ကဒီလိုမျိုးမလုပ်ဘူးနော်ကျွန်တော်ကလွယ်ကူကူရိုးရှင်းရှင်းလေးနဲ့လုပ်လို့ရတယ်ဗျကျွန်တော်ဒီမှာဒီဟာနဲ့လုပ်မယ်ဆိုလို့ရှိရင်ဥပမာပြမယ်နော်ဒီဗီဒီယိုအတန်းဘယ်နားမှာလာမလဲကျွန်တော်ကြည့်နေရမယ်တွေ့လားဒီဗီဒီယိုအတန်းဘယ်နားမှာလာမလဲကျွန်တော်ကြည့်နေတယ်ကျွန်တော်ကအတန်နဲ့ညီအောင်ဖြတ်မှာကိုကျွန်တော်တို့ပါဇက်ပြောတဲ့ဟာနဲ့ညီအောင်ဖြတ်မှာဖြစ်ပြီးတော့ကြောင့်မို့အတန်ကိုကြည့်နေရအဲ့တော့ကျွန်တော် audio နဲ့ video နဲ့နှစ်ခုခွဲလိုက်မယ်ခွဲလိုက်လို့ရှိရင်ကျွန်တော်တို့ဗီဒီယိုဖြတ်ရတာလဲစောက်ရမ်းနဲ့မှလွယ်ကူသွားမယ်ပြီးတော့ရိုးလဲရိုးရှင်းမယ်အဲ့ဒီတိုင်းပဲလုပ်ကြည့်ပါဒီကယ်၍ကိုကဒီတိုင်းပဲဖြတ်မယ်ဆိုလို့ရှိရင်လည်းဒီဟာလေးထောက်ပြီး split နဲ့ဖြတ်လို့ရတယ်နော်ဒါပေမဲ့ကျွန်တော်ကလွယ်တဲ့နီးလေးပြပေးတာကျွန်တော်ဒီကောင်အတန်နဲ့ဟိုနဲ့ဗီဒီယိုနဲ့နှစ်ခုခွဲပြမယ်ခွဲမယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီလိုတစ်ချက်ထောက်ပြလိုက်နော်ဆက်လက်မှတ်တယ်လို့ခေါ်တယ်ဒီကောင်ဆက်လက်မှတ်တယ်လို့ခေါ်တယ်ဗျာနော်ဒီကောင်လေးကိုတစ်ချက်လောက်မှတ်ပြီးတော့ကျွန်တော်ဒီဘက်လေးအမှနည်းနည်းလောက်ဆွဲလိုက်လို့ရှိရင်ကျွန်တော်ပြမယ်နော်ဒီမှာတို့လား extract audio ဆိုတာရှိတယ်extract audio လေးကိုတစ်ချက်လောက်နှိပ်လိုက်ဒီမှာဒီ wine လေးလည်းနဲ့ခဏဆောက်ပေးလိုက်ဒါဆိုလို့ကျန်ဒီမှာကြည့်လိုက်အောက်မှာပေါ်မှာဗီဒီယိုတန်းအောက်မှာအတန် audio အတန်နှစ်ခုဖြစ်သွားပြီဒါဆိုလို့ရှိရင်ဖြတ်ကြတာလွယ်လေးကျွန်တော်ပြပေးမယ်နော်တကယ်တော့ကျွန်တော်တို့ကဗဇက်ကထွက်တဲ့အတန်ကိုကြည့်နေကြမှာတော့ဒီမှာတွေ့အတန်အလှိုင်းလေးဒီအပြာရောင်တန်းလေးတွေအဲ့ဒါအတန်လှိုင်းကျွန်တော်တို့စကားပြောတဲ့အတန်လှိုင်းကဒီအပြာရောင်တန်းလေးတွေအပြာရောင်လို့ဆိုင်းရောင်လို့တန်းလေးရောနော်ကျွန်တော်သွားကြည့်လိုက်မယ်အဲ့ပိုင်းလေးကိုကျွန်တော်မကြိုက်ဘူးနော်အနောက်ပိုင်းလေးကိုကျွန်တော်ဒီမှာကျွန်တော်ဒီပိုင်းကယူမယ်ဆိုတော့ဒီကျွန်တော်ကကြည့်နေကြမှာတော့ဒီမှာရှင်းရှင်းလေးဒီ audio ကိုကြည့်ပြီးပဲဖြတ်လိုက်တော့မယ်နော်ကျွန်တော်ဒီ audio မှာချက်လောက်ထောက်ပြီးတော့ split နှိပ်လိုက်ဒါဆိုရှေ့ရပိုင်းပြတ်သွားပြီတွေ့လားနှစ်ပိုင်းဖြစ်သွားပြီတွေ့လား
ကျွန်တော်ကဒီဟာမှာအပေါ်ကဟာကိုဖြတ်မှာနော်နှစ်ခုလုံးဒီကောင်ကနှစ်ခုဖြတ်ရတယ်နော်အဲ့တော့အပေါ်ကဟာကိုပါဆက်လက်မှတ်ပြီးတော့နှိပ်လိုက်ဒါဆိုလို့ရှိရင်နှစ်ပိုင်းပိုင်းသွားပြီတွေ့လားဒီမှာတော့ကြည့်လိုက်ဒီမှာဗီဒီယိုကနှစ်ပိုင်းပိုင်းသွားပြီ audio လည်းနှစ်ပိုင်းပိုင်းသွားပြီတွေ့လားအဲ့ဒါဆိုလုံးဝမဖြတ်ရတာလွယ်တယ်တော်တော်ကြီးကိုလွယ်တယ်ဒီမှာကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်လောက်ဖြတ်လိုက်မယ်ဒါဆိုလို့ရှိရင်ဗီဒီယိုကလွဲသွားပြီတွေ့လားအတန်ပါမလာဘူးအဲ့တော့ဒီအောက်ကအတန်ခုနဖြတ်ခဲ့တဲ့အတန်ကိုတစ်ခါပြန်ဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ခုနကျွန်တော်အရှိမဖြတ်ခဲ့တဲ့အတန်ကတော့ပြန်ပါမလာဘူးဗျာနော်အဲ့တော့အတန်လေးကိုဒီအရှိလေးဖိပြီးတော့နည်းနည်းလောက်ဆွဲလိုက်ကိုကြိုက်တဲ့နေရာဆွဲလို့ရတယ်ဒီမှာကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်နော်တွေ့လားတော်တော်ကြီးကိုစီငေါ်တဲ့နော်ပြီးတော့လွယ်တယ်မြန်လဲကျွန်တော်ဗီဒီယို editing pro ကြဖြတ်မှာဆိုကျွန်တော်ဒီတိုင်းပဲလုပ်တယ်ကျွန်တော်ခုန audio နဲ့ဗီဒီယိုနဲ့အတန်မခွဲရဘူးဆိုလို့ရှိရင်အဲ့ဒီနားလေးကိုဖြတ်မဲ့နားလေးကိုခောက်ထုတ်ပြန်ပြီးနားထောင်နေရတော်တော်ကြီးကိုခရီးကြလို့ပြောလိုက်ရတယ်နော်အဲ့တော့ကျွန်တော်ဒီမှာအပြန်အောင်တန်းလေးစွန်လေးကိုကျွန်တော်ဖြတ်လိုက်မယ်နော် split ဖြတ်မယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုဆက်လက်မှတ်လိုက်ဗီဒီယိုပဲလည်းဆက်လက်မှတ်ရတယ်ပြီးတော့ audio လည်းဆက်လက်မှတ်ရတယ်နော်ဗီဒီယိုရော audio နှစ်ခုလုံးဆက်လက်မှတ်ပြီးအဲ့နားလေးတွေမှဖြတ်လိုက်ကျွန်တော်တို့ဒီဟိုဘက်ဒီဘက်မရွှေ့နိုင်အောင်ပြီးလို့ရှိရင်ဗီဒီယိုဆက်လက်မှတ်ပြီးတော့ split ကိုနှိပ်လိုက် audio လည်းဆက်လက်မှတ်ပြီး split ကိုနှိပ်လိုက်ပြီးလို့ရှိရင်အရှိလားနည်းနည်းသွားလိုက်နော်ကျွန်တော်တစ်စင်ကြီးလုပ်ပြရနော်ရှင်းလေးဒီမှာတွေ့လားကျွန်တော်ဒီမှာအတန်ကြီးပါနေအောက်ကအတန်ပြောတဲ့ဥစ္စာကြီးအပြာရောင်တိုင်းကြီးပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီဒီယိုမကြည့်ပဲဖြတ်ရင်တော့ဖြတ်လို့ရတယ်တော်တော်ကြီးကိုအဆင်ပြေအောင်တက်နေအဲ့တော့ဒီအတန်အပြာရောင်တိုင်းလေးရဲ့အရှိလေးကိုနည်းနည်းလေးဒီဖြူအောင်တိုင်းလေးချလိုက်ဒီအောက်ကအပြာရောင်လှိုင်းလေးတွေကကိုပြောတဲ့အတန်တော့အဲ့တခုတော့မြဲမှတ်တာပဲပါကျွန်တော်ဒီကောင် split အရှိမချပြီးတော့ဆို split ဆိုတဲ့ခါလေးကိုနှိပ်လိုက်ဒီအောက်မှာ split ကဖြတ်တာနော်ကျွန်တော်တို့ရဲ့ဗီဒီယိုဖြတ်ညှက်ကတ်နော်အဲ့တော့အပေါ်ကဟာလေးလွယ်ဆက်လက်မှတ်ပြီးတော့ split ကိုပဲနှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီကျွန်တော်ဒီမှာစကားမပြောတာအတိုင်းတွေ့လားဒီမှာဘာအဖြူအောင်တိုင်းဘာမှမပေါ်ဘူးစကားမပြောတိုင်းဒီမှာအဖြူအောင်တိုင်းတွေ့လားမတွေ့လားကျွန်တော်အိုက်ပိုင်းကိုလည်းကျွန်တော်တို့ကမလိုချင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြတ်ပလိုက်မယ်အိုက်ကောင်လေးကိုဆက်လက်မှတ်ပြီးတော့အောက်က delete ကိုနှိပ်လိုက်delete ကိုနှိပ်လိုက်ပြီးလို့ရှိရင်ဗီဒီယိုလည်းဆက်လက်မှတ်ပြီးတော့ delete ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်အတန်ကအနောက်မှာကြံနေခဲ့နော်အနောက်မှာကြံနေခဲ့ဆိုဘာမှမလုပ်ဒီလိုလေးအသားလေးအရှိကိုဆွဲတင်လိုက်သူကဒီမှာတန်လိုက်ပါပြီသားဒီတစ်ခုနဲ့ကတ်တဲ့နေရာမှာတန်လိုက်ပါလေကိုကဆွဲလာလို့အဲ့နားရအောင်သူကဆိုဘတ်ဆိုတက်ကတ်သွားခက်ကလုံးဝမအဆင်ပြေတယ်နော်အဲ့ဒါကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်နော်တွေ့လားအတန်နဲ့ဗီဒီယိုနဲ့ခွဲပလိုက်တဲ့အခါမှာကျတော့ဒီအောက်ကအပြာရောင်တန်းလေးပါနေဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကနည်းနည်းကလေးတေးသေးကလေးဖြတ်ချင်အောင်တော်တော်ကြီးကိုအဆင်ပြေတယ်အဲ့တော့ကျွန်တော်ဆက်သွားကြည့်လိုက်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီကိုပဲအာရုံစိုက်ပေးတာပါနော်ဘာလို့လဲဆိုတော့ဒီပညာတွေကကျွန်တော်သင်တန်းနှစ်ခုပတ်စံပေးပေးတတ်တာဒါပေမဲ့အခုချိန်မှာကျွန်တော်က free မျှဝေပေးစေချင်လို့နော်ခက်ကပရိုတွေများတယ်ပါပြည့်ညာပြည့်မသုံးဘူးဆိုလို့လည်းမနေနဲ့ကျွန်တော်တို့ကွန်ပျူတာသုံးတဲ့လူတန်းဆိုသိတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုလို့ရှိရင်အကုန်software တွေအကုန်နီးပါးကိုကျွန်တော်တို့ကပတ်စံနဲ့ဝယ်သုံးရတယ်ဗျာနော်ကျွန်တော်တို့ဘယ်လိုပြောမလဲစမှုကြတာပဲပြောမယ်ဆိုရင်တော့နော်ကျွန်တော်တို့ crap version တွေလည်းသုံးလို့ရတယ် crap version တွေ Google တို့နော်ကျွန်တော်တို့ Telegram လေးတွေမှာချပြီးတော့ crap version တွေကြိုက်လို့သုံးလို့ရ share ပဲကြိုက်တာကိုသုံးလို့ရတယ် free နဲ့လုပ်ချင်တယ်ဆိုတော့တော်တော်ကြီးကိုခရီးရောက်တဲ့နေရာမှာပါတယ်နော်ကျွန်တော်ဆက်သွားလိုက်အောင်ဒီမှာတွေ့လားဒီဈားထဲမှာအတန်အကျယ်ကြီးပဲတွေ့လားစကားမပြောတော့အပြာအွန်လိုင်းလေးတွေ့တော့အကျယ်ကြီးပဲကျွန်တော်အဲ့ဒါနဲ့ဒီကောင်းလေးမလိုချင်တာနဲ့ဒီကောင်းလေးတစ်ချက်ဆက်လက်မှတ် split ကိုနဲ့အပေါ်ကောင်လေးကိုလည်းတစ်ချက်ထပ်နှိပ်ပြီးတော့ဒီကောင်ကိုမှတ်တာကြတော့ဆက်လက်မှတ်တယ်လို့ခေါ်တယ်နော်ကျွန်တော်ဒီမှာပြီးလို့ရှိရင် split နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပြာအွန်တိုင်းလေးရှိရနေအပြာအွန်လှိုင်းလေးရှိရနေအောင်သွားလိုက်မယ်သွားပြီးတော့ကျွန်တော်တို့အဲ့မှာဒီအဖြူအောင်တိုင်းလေးအပြာအွန်လှိုင်းလေးရဲ့ဘေးမှာရှိနေတယ်ဆိုလို့ရှိရင်ရပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ split ကိုကောင်းနှိပ်လိုက်လို့ရှိရင်ဒါပြတ်သွားပြီအဖြူအောင်တိုင်းရှိတဲ့နေရာပြတ်သွားတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်က audio လည်းထပ်ဖြတ်ပြီးတော့ split ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကြားထဲကမလိုချင်တဲ့ဟာလေးတွေ select မှတ်ပြီးတော့ delete ကိုထပ်နှိပ်လို့ရတယ်ဒီမှာဒီကောင်လည်း delete ထပ်နှိပ်ပြီးလို့ရှိရင်အတန်ကဒီမှာကြံနေခဲ့နော်ကျွန်တော်တို့အတန်ကြံနေခဲ့အဲ့တော့ကျွန်တော်ဒီကောင်အတန်လေးကိုအရှိဆွဲကတ်လိုက်ရှင်းလေးရိုးလေးပဲဘာမှမတကယ်ဆိုလို့ရှိရင်ဗီဒီယိုဒါကျွန်တော်ဖြတ်ညက်ကလောက်ပြနေကျွန်တော်ဆိုလို့ရှိရင်ဗီဒီယိုမကြည့်ပဲဒီအောက်ကအတန်လိုင်းလေးကိုကြည့်ပြီးတော့ပဲကျွန်တော်တို့ဗီဒီယိုတွေဖြတ်ညက်ကလောက်လို့ရပြီဒီတစ်ခုကတော်တော်ကြီးကိုအရေးပါတယ်တော်တော်ကြီးကိုလည်းမြန်တယ်ဗီဒီယိုခောက်ပြန်ကြည့်နေစားမလို့တော့နော်ကျွန်တော်ဒီမှာတက်ကျွန်တော်ဒီနိုင်မလို့ကျွန်တော်ဖြတ်ပလိုက်မယ်ဖြတ်ချင်တယ်ဆိုဆက်လက်မှ split ကျွန်တော်ဒီမှာနော်ဖြတ်ပလိုက်မယ်ဒီပြီးလို့ရှိရင်ဒီ
ဘယ်နေရာပဲဖြတ်ပြီးနှစ်ခုလုံးဖြတ်ပြီးလို့ရှိရင်အတန်လေးကကြံနေခဲ့တယ်ဗီဒီယိုကတစ်ခုနဲ့သွားကတ်တယ်အတန်မကတ်ဘူးနော်အဲ့ဒါတော့သိထားပြီကျွန်တော်ဒီလောက်ပဲယူလိုက်မယ်ကျွန်တော်ကတော့ဗီဒီယို editing လုပ်ပြတာဖြစ်သေးတော့ကြောင်းပေါ့နော်တကယ်လို့ကျွန်တော်ရဲ့တင်နန်းသားတွေကတော့တင်နန်းသားတွေပဲထားလိုက်တော့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်နေသူကတော့ကြိုက်တဲ့လောက်ဖြတ်လို့ရကြိုက်တဲ့လောက်ဖြတ်ပြီးလို့ရှိရင်ဒီမှာတစ်ချက်လောက်အပေါ်အောက်ဆက်လန်းမှတ်ဖို့တော့မမေ့နဲ့နော်ကျွန်တော်တို့အတန်နဲ့ audio နဲ့မခွဲဘူးဆိုလို့ရှိရင်အပေါ်အောက်မရှိဘူးမပေါ်ဘူးရနော်ကျွန်တော်ကတော့ရိုးရှင်းလေးနဲ့ edit မြန်လေးဗီဒီယိုကတ် editing ကိုမြန်လေးဖြစ်စေချင်တဲ့သူတွေတော့လုပ်ပြပေးတယ်ကျွန်တော်ဗီဒီယိုတစ်ပုတ်ဖြတ်ညက်ကတ်လုပ်မှဆိုအများဆုံးကြာလာ45နာရီပဲ45မိနစ်ပဲနော်45နာရီတယ် sorry နော်ပြီးလို့ရှိရင်ကျွန်တော် delete ကိုနှိပ်လိုက်အောက်က audio လည်း delete ကိုနှိပ်ကျွန်တော်အဲ့လောက်ပဲတော်ပြီလေအရှိအပိုင်းနေမလို့ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်တို့မှာတစ်ခုမှတ်ထားမှာ तू ကနောက်မှာကတ်ဆိုတဲ့ logo ကြီးဒီနေရာကြီးကပေါ်တယ်တယ်နော်အဲ့ဒါယူလဲကျွန်တော်တို့ဆက်လက်မှတ်ပြီးတော့ delete နှိပ်လိုက်နော် तू ကဘာကြောင့်ပေါ်တာလဲဆိုတော့သူ့ရဲ့ logo ကြီးကိုနောက်ပိုင်းမှာကြော်ညာတာတကယ်တော့ boss ဆန်နေမှာ तू က green ဆိုပြီးတော့ကတ်ကြီးပေါ်လာမြင်ဘူးမှာဗီဒီယိုတိုင်းမှာအဲ့တော့ဖြတ်ပလိုက်နော်ကတ် logo ကြီးပါတယ်ပြောခံနေရမှာဆိုလို့အဲ့အောင်ဒီကောင်လေးကိုလည်းတစ်ချက်လောက်ထောက်ပြီးဆက်လုပ် delete နော်ကျွန်တော်တို့ဒီမှာသိထားမှာကျွန်တော်တို့ဘယ်အရာဝဲမှားဖြတ်မိနော်ပြန်နောက်ကကိုပြန်ရင်းချင်တာနောက်ကကိုဖြတ်ခဲ့တဲ့ဥစ္စာတွေပြန်လို့ချင်တယ်ဆိုဒီအပေါ်ကမြားလေးနှစ်ချောင်းသတိထားပေးပါဥပမာကျွန်တော်ဒီကောင်လေးကိုတစ်ချက်လောက်ထောက်ပြီးတော့ဖြတ်ပြမယ်ဗီဒီယိုကဒါဆိုလွဲသွားပြီခုနဖြတ်တာနဲ့တလွဲစီဖြစ်သွားပြီအဲ့ဆိုလို့ချင်းကျွန်တော်တို့ကဒီမှာတွေ့လားအဲ့မြားလေးကိုတစ်ချက်လောက်နှိပ်လိုက်ရင်ဒါဆိုတော်တော်လေးအဆင်ပြေသွားကျွန်တော်ဒီဗီဒီယိုပြန်ကြည့်လိုက်မယ်ကျွန်တော်မလိုချင်တဲ့ဘိုင်းတွေထပ်ဖြတ်မယ်နော်ကျွန်တော်ကဗီဒီယိုတိုချင်တဲ့တော့ကျွန်တော်တော့ဟိုနေ့မပြတာဘူးအဲ့လိုနဲ့မလိုချင်တဲ့အပိုင်းတွေကိုဖြတ်ထုတ်လဲရပါတယ်ဒါဆိုတော်တော်လေးကိုစီစစ်ပြီးပါပြီဒီဗီဒီယိုလေးမှာတော့ကျွန်တော် split ကိုအသုံးပြုပြီးတော့ဗီဒီယိုတွေဖြတ်ညက်ကတ်လို့3နည်းပြသွားပြီနော်ပထမ2နည်းကတော့နည်းနည်းဘယ်လိုပြောမလဲကျွန်တော်ကဒီမှာလို့လားဒီဘားတိုင်းနဲ့ဖြတ်တာကြတော့ဒီဟာနဲ့ဖြတ်လို့ရတယ်ဖြတ်တာကြတော့ဒီကောင်ကကြတော့နည်းနည်းကလေးတွေကျွန်တော်တို့စက္ကန့်ဝက်လေးတွေစက္ကန့်1စက္ကန့်လောက်လေးဖြတ်တာလည်းမှာတော်တော်အသုံးဝင်တယ်ဒါပေမဲ့ split ကတော့တော်တော်ကြီးကိုအသုံးဝင်နေတဲ့မှာတော့ပါရတယ်နော်ဒီ split နဲ့ပဲကျွန်တော်တို့ဖြတ်လိုချင်တဲ့နေရာကိုသွားလိုက်ပြီးလို့ရှိရင်ဒီ split ကိုနှိပ်လိုက်ပြီးလို့ရှိရင် delete လုပ်လိုက်နော်ကျွန်တော်တို့မလိုချင်တဲ့နေရာဆိုလို့ရှိရင်ဒီမှာဒီမြားလေးပြန်ဖြတ်လိုက်နော်ဒါဆိုဒီဗီဒီယိုလေးဖြတ်ညက်ကတ်လောက်တာကိုသိသွားပြီဗျာနော်ကျွန်တော်တို့ဗီဒီယိုလုံးဝမှတန့်စင်ပြီးသွားပြီကျွန်တော်တို့ဒါဆိုအတန့်ပဲရပါပြီနော်ဒီဗီဒီယိုမှာတော့ဒီလောက်ပဲဗျာနောက်ဗီဒီယိုမှာတော့ကျွန်တော် animation တွေဘယ်လိုထည့်မလဲအဓိကပိုင်းနေလာပြီ animation တွေဘယ်လိုထည့်ဗီဒီယိုတစ်ပုတ်နဲ့ပြောင်းတဲ့နေရာမှာချွန်းပြီးတော့အလျှက်တစ်ပြက်လေးဒီကိုဘူးတစ်ကြီးမဖြစ်အောင်ဒီလိုတစ်ခုနဲ့ပြောင်းလိုက်လို့တွေ့လားဘူးတစ်ကြီးမဖြစ်အောင်ကျွန်တော်ကအလျှက်တစ်ပြက်လေးဘယ်လိုထည့်မလဲနော် animation နဲ့ပြီးတော့တက်တွေဘယ်လိုထည့်မလဲပြီးကြတော့ overlay တွေဘယ်လိုထည့်မလဲဆိုတော့နောက်ဗီဒီယိုမှာပြန်လာမယ်နော်ကျွန်တော်ရဲ့ channel လေးကိုလည်း YouTube ကကြည့်နေဆိုကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လိုက်လေးလုပ်ပေးချင်းကိုညီလို့ရပါတယ်ဆိုတော့ Facebook ဆိုရင်တော့ subscriber လေးပေး follower လေးလုပ်ခဲ့ပါနော်နောက်ဗီဒီယိုမှာရေးကြီးခိုင်းနေလာမှာဖြစ်တဲ့အတွက်ကြောင့်မို့ပတ်တရီကိုလည်းမြှုပ်ပေးကြပါအောင်ဘက်မှာကျွန်တော်ကတော့ထုံးစံတိုင်းကြိုတူပါဗျ